ဒီနေ့อ่ะဆိုရင်စိတ်ရုံကစစ်မဲ့နေ့ပေါ့နော်အဲ့ဒါဆိုရင်နေ့လယ်စာစားနေတာငချင်းပေါင်းရယ်ရုံးမရီတီးကြော်ရယ်အရှိတောက်လေးရယ်ညလောကတော့မတရားထက်ပို့ရောက်လာနှာခေါင်းကလည်းပိတ်နေတော့အတန်းပတော့ဒီလိုလေးပါအတိုင်းပြန်တော့ပိုက်ဖြုတ်ပါတမင်စားနေရစားလိုက်ပါအောင်ပဲ ငါတိုက်တောက်တာလဲပိုက်နဲ့ထိမှာဆိုလို့ပေါ့နော်တချမ်းဆောင်ပြီးတော့တောက်ပြီးတော့အိမ်ပြန်တဲ့လမ်းမှာပါဆီယာမကိုနှုတ်ဆက်နေရပါတော့ပြီးတော့ကျမဘောလီအရန်စီးထားတဲ့အချိန်ကျလူကောင်းကြီးကတောင်းကြီးနဲ့ဟိုဒီလိုမျိုးအပေါ်ပိုင်းကြီးကတော့ဖြစ်နေရပေါ့နော်ရီတော့ရီချင်းစရာအီတာဆိုရင်စေးကန်းပြန်ပြီးတော့သွားရတဲ့အချိန်အဲ့မှာမျက်နှာကိုမီးရောင်ပြရတယ်မျက်နှာကို15မိနစ်ရင်ဘတ်ကို15မိနစ်မီးပြပေးရနော်အဲ့ဒါကအနာကျက်တဲ့ညံတယ်လို့ပြောပါတယ်ဒါကမီးပြပြီးခဏထိုင်နေတဲ့အချိန်မှာပိတ်တယ်ထိုင်နေညကောင်တစ်ဖက်ပွင့်တော့ထိုင်နေရတယ်စေးကန်းနေပြီးတော့ခေါင်းလျှော့တယ်ပေါ့နော်ခေါင်းမှာသွေးလေးတွေရောဟိုဆေးတွေရောနဲ့စီးကက်နေတာဆိုတော့ခေါင်းလျှော့တဲ့ဆိုင်မြန်သွားပြီးတော့အမြန်လေးပြေးလျှော့သွားပါတယ်ခေါင်းလျှော့တဲ့လူလေးကယူတစ်ဆိုင်လုပ်ပြီးတော့ကျေးဇူးပါပြီးလို့ရှိရင်အမစားခြင်းနဲ့ကြာစံတုတ်ရှောက်တီတုတ်အမကြာစံချက်သွားဝယ်စားတယ်သွားဝယ်ပြီးတော့အိမ်မှာစားပြီးတော့ကျမအခုတောက်နေတာတော့လက်ဖက်ရည်ပူပူလေးဖြော်ပြီးတော့မောတောက်လို့မရလို့ပိုက်နဲ့တောက်နေရတယ်ပေါ့နော်လက်ဖက်ရည်အပူပြိုးတောက်ပြီးတော့ဒါဆိုရင်ညနေပိုင်းရောက်လာပြီညနာကဒီညာဘက်ခြမ်းပူရောင်နေပေါ့နော်ပိုက်ထဲထားတဲ့ဘက်ခြမ်းပူရောင်တဲ့အကြောင်းလေးကိုကျွန်မပြောပြနေတာပါတီတူပါအဲ့ဒါကတော့ကျွန်မကိုယ်တိုင်လှုပ်ထားတဲ့လက်ဖက်ထမင်းလေးပါဒါကတော့ကျမတို့အိမ်ကနေမြင်နေရတဲ့ night view လေးပေါ့ရှင်ပါဇက်ကနည်းနည်းကြဲကြဲတော့ဟလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမကြောက်တက်တော့အနာကိုထိမှာဆိုလို့ဖြည်းဖြည်းချင်းပဲဟာတယ်ပြီးတော့နည်းနည်းချင်းပဲစားတယ်ပေါ့နော်လက်ဖက်ထမင်းတုပ်ကလည်းကိုတုပ်ကိုကောင်းလိုက်တာဆိုတာပြီးတော့လှကျင်တော့လဲအရာရာကိုတီးခန့်ပြီးတော့စားတော့ရတာပေါ့ရှင်အဲ့ဆိုလို့ရှိရင် day 3 video မှာပြန်တွေ့မယ်เนาะတက်တာဘိုင်ဘိုင်